မင်္ဂလာပါရှင်ဒီတစ်ပတ် review လုပ်ပေးမယ့် product လေးကတော့ mini electric coffee grinder လေးပဲဖြစ်ပါတယ်ရှင်ဒီ electric grinder လေးရဲ့ motor power ကတော့150 watt ဖြစ်ပြီးတော့ grinding capacity ကတော့100 gram ဖြစ်ပါတယ်ရှင် grinder လေးကဒလက်၄လက်ပါဝင်ပါတယ်ရှင် switch control ကတော့ push button လေးဖြစ်ပါတယ်ခလုတ်လေးဖိမှအလုပ်လုပ်တဲ့ပုံစံမျိုးပါဒီတစ်ခါမှာတော့ coffee လေးကိုအရင်ဆုံးချိန်ပြပါမယ်ရှင်။ coffee bean လေးကိုအိမ်မှာပဲလက်လက်ဆက်ဆက်ကြိတ်တောက်ချင်တဲ့လူတွေအတွက်အဆင်ပြေပါတယ်ရှင်။ coffee powder လေးကအရန် fine မဖြစ်ပေမဲ့ medium အဆင့်တော့ရှိပါတယ်ရှင်အိမ်မှာတင်ကိုယ့်အောက်ကို fresh brush လေးနဲ့နောက် coffee အနေနဲ့တောက်သုံးမဲ့လူတွေအတွက်တော့အရန်အဆင်ပြေပါတယ်ရှင် coffee လေးပြီးတော့ဆန်လေးကြိတ်ပြပါမယ်ရှင်ဆန်လေးကြိတ်ပြီးတဲ့အချိန်မှာတော့ grinder လေးရဲ့ body လေးကနည်းနည်းလေးပူနေတာကိုသတိထားမိပါတယ်ရှင် manual guide ထဲမှာလည်းတစ်ချိန် run မယ်ဆိုရင် second 60ထက်ပိုမ run ဖို့ပြောထားပါတယ်ရှင်ဒီ grinder လေးကို coffee မြေပဲငဲဥကောက်အစိမ့်ဆန်အမျိုးမျိုးကြိတ်ဖို့ recommend ပေးပါတယ်ရှင်ဆိုထိုင်းစားပါဝင်တဲ့ပစ္စည်းကြီးကြိတ်လို့မရပါဘူးเนาะ review လေးကိုစောင့်အောင်ကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ပတ်မှာလည်းဘယ်လို product လေးဖြစ်အောင်လဲစောင့်မျှော်ပေးပါဦးเนาะ